နှစ်သုံးမိုးများတော့ဆောင်စားတာချစ်လာသူမို့စရိတ်ကညာမေးတမှုရဲ့ချစ်တာဖေးတစ်ခုကွယ်အိမ်နောက်ရှင်ဖြစ်ခြင်းမေးမယ်အပြောလွယ်လာတဲ့သဘောတကယ်ကမလွယ်ငွေကိုပင်ရအောင်ရှာမှဝရှိရင်မေးအနောက်ရှင်မပေးတယ်အဲ့ဒီငွေပဲကွယ်ရကန်ရခါရအောင်ရှာမယ်မောတဲ့ပန်းနဲ့သဘောမှမထားလို့ရဲ့လူဖို့မပြတ်အောင်ဆက်ခါလို့ရမယ်ဟဲ့ရွှေကြီးမောင်ဒီဝီငါရွှေကြီးလေးမင်းနဲ့ငါနဲ့ကွယ်ဒီတမိုးကုန်ငါຫນွေဝင်ရင်နေ့ရက်တွေအခါကောက်လို့လက်ထပ်ကိုရေးတွေးပြောတော့မယ်ဆောင်လာတာချစ်လာသူမို့စရိတ်ကညာမေးတမှုရဲ့ချစ်တာဖေးတစ်ခုကွယ်အိမ်နောက်ရှင်ဖြစ်ခြင်းမေးမယ်အပြောလွယ်လာတဲ့သဘောတကယ်ကမလွယ်ငွေကိုပင်ရအောင်ရှာမှဝရှိရင်မေးအနောက်ရှင်မပေးတယ်အဲ့ဒီငွေပဲကွယ်ရကန်ရခါရအောင်ရှာမယ်မောတဲ့ပန်းနဲ့သဘောမှမထားလို့ရဲ့ဆက်ခါလို့ရမယ်ဟဲ့ရွှေကြီးမောင်ဒီဝီငါရွှေကြီးလေးမင်းနဲ့ငါနဲ့ကွယ်ဒီတမိုးကုန်ငါတွေဝင်ရင်နေ့ရက်တွေအခါကောက်လို့လက်ထပ်ကိုရေးတွေးပြော